ကာလီဇောပါ DMG ပဲစင်သတော်တို့တင်ထုံလုံးမှုစီစဉ်ကနေကလို့ဆိုပါရယ်ရခိုင်ပြည်တော်မှာဖိုင်ပြနေဖိုင်ပြတီနဲ့တာရတာလူမျိုးစုတီတင်ကို DMG သတော်ဌာနကရခိုင်ဘာသာနဲ့ထုံရင်တွန်စားတော့ဆိုပါရယ်ဣတပဲတွန်စားလောက်ဖို့သတော်ဒီကတော့ကခရစ်စမတ်ကာလာမှာအိန္ဒိယရခိုင်ကုန်သွယ်လုပ်ငန်းကိုရာပေါင်း20ကျော်ကရာရီရဲဆိုင်ထားပါရယ်စိုက်ကောမရှင်လီရောင်းနဲ့လာနာကီအန်ဒရီကိုဆိုရင်လို့ရခိုင်မှာဘုံကိုဂျွန်ဒီပရင်တူနေခဲ့ပါရယ်မျိုးစီတွန်အစုနဲ့ဇေကောကျဲတီဂရာကအသားစားဖို့ရုံကင်နေရတွေရခိုင်စိုက်ပျိုးရေးလုပ်ငန်းကောင်ကိုလေတွန်စားပြီးလာဖို့ဖက်ပါရယ်ခရစ်စမတ်ကာလာမှာအိန္ဒိယရခိုင်ကုန်သွယ်ရေးလုပ်ငန်းကိုရာပေါင်း20ကျော်ကရာရီရဲဆိုင်ထားပါရယ်လာဖို့ခရစ်စမတ်ပွဲတော်ကာလမှာအိန္ဒိယရခိုင်ကုန်သွယ်ရေးရာအနစ်ရှယ်ရတန်ဖို့လို့အိန္ဒိယကိုရောက်နေခဲ့တဲ့ရခိုင်ကုန်သွယ်ရေးဘက်ကတည်ရပါရယ်အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်မှာခရစ်စမတ်ပွဲတော်ကာလအဖရိုက်ဒီဇင်ဘာ20ကနေဇန်နဝါရီ17ရက်ထိဇီအေရီယာတီကိုပိတ်ထားဖို့မြို့နယ်လိုက်လူငယ်အဖွဲ့တီကအသီးပိစာထုတ်ပြန်ထားရလို့သိရပါရယ်နောက်တစ်နေ့မှာကတော့လောလောဆယ်စာတော်တရားပါစာကပါလာတော့ကဒီ2025ဒီဇင်ဘာ20ကနေ2020ခရောက်ဇန်နဝါရီ17ရက်နေ့အထိလို့ပါကိုဆိုတော့ဘာသာအဝိယတော့မှဝန်တော်ရှာမလို့အပြီးကဒီရခိုင်ဘာကလိုက်ဘောနော်လူကြီးကိုဖောက်သေးစင်းနဲ့အများကြီးပြည်သူတွေမအောင်တလုံးချက်ဝေလို့ရတယ်ကျွန်တော်ကတော့ညာကောင်းမှာဆိုပါနေချိုင်းနာရီကနေစောင်းနာရီအထိတော့ရစီတန်းကိုဆိုင်ကရှိလက်ရှိကမှစဖဲတဲ့လာခေါမပြပါဒီကိစ္စတော့ကတော့ထောက်ပံ့ရဟောတော့ YLAD လောက်လည်းတော့မလဲလိုင်းမှာအိန္ဒိယနိုင်ငံထဲကိုရောက်နေခဲ့တဲ့ရခိုင်ကုန်သည်တိစောခရစ်စမတ်ပွဲတော်မတိုင်ခင်ရခိုင်ပြည်အတွက်လိုအပ်တဲ့ကုန်ပစ္စည်းတွေဝယ်ယူပနာရခိုင်ကိုပြန်ဆန်နေခဲ့တယ်လို့ကုန်သည်တွေကပြောပါရယ်ခရစ်စမတ်ပွဲတော်ကာလမှာနိုင်တိုင်ကုန်သည်စောကိုရာအနစ်ရှယ်ရတန်ဖို့ဟင်းရတော့ရခိုင်ပြည်မှာကုန်စည်နှုန်းကိမမပြောင်းလဲစွာမဟင်းကလေးရခိုင်မှုတီအနာဟင်းနိုင်ရလို့တောက်တော်မြို့နယ်ကဆိုင်တဲ့တယောက်ကပြောပါရယ်အခုပဲလမ်းပိတ်ကြတော့ဟာကုန်စည်နှုန်းကအတဲအကြဟင်းလာဖို့စကားအကြတော့ဟိမမောအတဲပိဟိဖို့ပါနာရေဖေတာဟိရေဒေသရိကကြတော့ခါကုန်ကိုနေနေပေါ်တော့သူလုံထော့ပါရဲ့နေဒီကဆိုင်တီကြခဲ့ပဲတော်လုံမုံတို့နေဖို့လမ်းပိတ်တွေဆန်တဲ့တော့ဟာပစ္စည်းကုန်စည်နှုန်းကတော့တဲလာဖို့ကြားလာဖို့ဆိုအခင်းနေတော့မဟိဝါဒီကတော့ခါအခုလမ်းပိတ်ဖို့အခင်းတွေကကိုတန်လို့သိရတဲ့နဲ့တော်လုံမုံကတော့ဟင်းရဲ့ရခိုင်ပြည်မှာ2023ခုနှစ်မြို့သိမ်းတိုက်ပွဲတီစတင်ဖိုက်ပေါ်ခါကနေစိုက်ကော်မရှင်စောလန်ခရီပိတ်ဆို့လိုက်စောကြောင့်ရခိုင်ပြည်အတွက်လိုအပ်တဲ့စားတောက်ကုန်စီဝါနာစားသုံးစီတီကိုမီဇိုရမ်ပြည်နယ်ကအဓိကတန်တော့နေကြရဆိုဖိုက်ပါရယ်အိန္ဒိယရခိုင်ကုန်တွေကို2024ခုနှစ်နိုင်လေဘန်ကနေစားတန်နေစားဖိုက်ပြီးကဘလဝဒေတာကနေအိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်လောက်တလိုင်းဆိုင်ဟာအိဇောစားရဒေတာတီဇောရခိုင်ပြည်နယ်အရိပါရီကုန်တွေလန်ကောက်တီဖိုင်နေပါရယ်စိုက်ကောမရှင်လီကောင်နဲ့လာနာကီအန်ဒရီကိုဆိုရင်လို့ရခိုင်မှာပုံကိုဂျွန်ဒီပရင်တူနေခဲ့ပါရယ်မရဦးဖိုက်စိန်နောက်ပိုင်းအာရခတက်တူထင်းရှုပ်ထောက်တွေရခိုင်ကမွန်းနေဒီမှာလက်ဟိလီကုန်းနဲ့လက်နက်ကီအန်ဒရီဆိုရင်စရာဖိလာနေတဲ့အတွက်ကောင်ဒေသခံတိကိုဘုံခိုချက်တူခဲ့ဖို့အာနာပိုင်တိကညွှန်ကောက်ထားရလို့သိရပါတယ်ရခိုင်မှာဘရိခရဲ2023ခုနှစ်ကနေအင်ဒိတ်မှာဘုံခိုချက်တူထောက်ခဲ့လေအေထင်းရှုပ်ထောက်ရဒေသတိမှာတကိရှိတင်ငီလာရဲ့အတွက်ကောင်ဒေသခံတိကဘုံခိုချက်တီကိုဆမ်တူကဲစားဖိပါရယ်ရရှန်ဘရန်ဒေသခံတိဆောင်းလောက်ထောက်ရဲ့ဘုံခိုချက်တီဆိုလေတော့မော်ရာတီမှာပြက်စီလာဟာကဲစားဖိပါရယ်ရကလေးမရအိုဖိုက်ဆိုင်နောက်ပိတ်မှာဘုံခိုချက်တီပြန်တူခဲ့ဖို့ ULA အာနာပိုင်တိကညွှန်ကောလာစားဖိပါရယ်လက်ဟိမှာအာရခတက်ဂျိုကလည်းလီကွန်အန်ဒရီကိုအထူးဂရုစိတ်ခဲ့ဖို့ပရိုကောထပ်ပါရယ်ကြောက်တုံမျိုးတွေကကြည့်ဝတရှိုးမှာလေလီကွန်အန်ဒရီဆိုရင်ရရဲ့အတွက်ကောင်ဒေသခံတိကညအရှိမှာအပရထွက်ပြီးကအိမ်နေခဲ့ရလို့သိရပါရယ်ရရှန်ဘရန်စိတ်တင်တဲ့နိစက်တွေပေါတိုပုံတော်ချမ်းရသေးတော်မျိုးတွေကကြည့်ဝတီမှာလေတော့စိတ်ကွန်ရှိလက်နက်ကအန်ဒရီတီကိုဆိုရင်ရရဲ့အတွက်ကောင်ဘုံခိုကျဲတီကိုဆောက်လုပ်နေခဲ့ရလို့သိရပါရယ်စိတ်တွင်မျိုးနေမှာစိတ်ကွန်ရှင်နဲ့အာရခတက်တဲ့ရောစိတ်ဝတ်တဲ့မှာနေပြီးကလက်နက်ကပိတ်ခတ်မှုတလေးမကခဏဟင်းနေပါရယ်ဘရိခရဲရပင်ကလေးစိတ်တွေအခရစိပါတလိတိုင်ရက်ကနေရသေးတောင်မိုးစချက်နဲ့မယူကန်ဒေတာအနည်းတဝိတ်ကိုလက်နက်ကပိတ်ခတ်ခရရဲ့အတွက်ကောင်ဒေတာခတိထိခင်မှုတဟင်ခပါရယ်လက်ဟီရခိုင်မှာစိတ်ကွန်ရှင်လီကွန်အန်ဒရီအပါဝန်စိတ်တွေကြောက်ဖူဂွာကက်ခေတီကိုပန်လေဘယ်ကနေပြီးကစိတ်ကွန်ရှင်နေပြီးကလက်နက်ကတိမကခဏပိတ်ခတ်နေပါရယ်ရခိုင်မှာစိတ်ကွန်ရှင်နဲ့အာရခတက်တဲ့ရောကစိတ်တွေတပ်ဖရိုမိုးတဲ့တီမှာတိတ်ပွေးတီဖိနေခဲ့ပါရယ်စိတ်ကွန်မရှင်ကရခိုင်ကိုလီဂွန်တက်ခဲမှုတီအရှိမဲ့လှုပ်ဆောင်တာနေပိန်အရက်သတိကိတ်သေဆုံးမှုတီလေးမဲတက်လာနေတဲ့အတွက်ကောင်ဒေသခတိမှာစွန့်ဝင်ထိန်လန့်စိမ့်နဲ့နေထိုင်ခဲ့ရပါရယ်မရာဦးစီရိုပုံကရေမှုမှာ
ဒေယာရာရှိလာရီလူနာတီစီကူဘိုအခါကီတီဖိုက်ပေါ်နေသိမ့်ပါရယ်မရာဦးပြည်သူစီရုံဘုံကိခင်ရတဲ့ဒေါ်ကောင်ထီခိုက်ဒေယာရာရှိရလူတီလာရှိစီကူတာဖို့တော့စီဝနဲ့စာဆေးပစ္စည်းအကူအညီတီလိုအပ်နေရလို့မေပေါ်မှာကူညီဆောင်ရောပြီးနေရလူတီဘကတည်ရပါရယ်ဒီဇိုမာစီရာမှာစိုက်ကော့မချင်းစောမရာဦးခရိုင်ပြည်သူစီရုံကိုလေကောင်ဘုံကိတိုက်ခိုက်ခါရတဲ့ဒေါ်ကောင်စီရုံပေါ်မှာဆောင်တဲ့စေပါဆိုင်ရာသုံးပစ္စည်းတီအများကြီးဆုံးရှုံးပြစီခါပြီးကေပရိဘိကေဖေတော်မိုခါခီတီဖိုက်ပေါ်နေပါရယ်စေဝလိုဝဲရှာစောခရီကီမမရှိနေပြီးကေတခါတဲမဲ့ရိုက်စာတီစေဝတူလောင်ပစ္စည်းတီနဲ့စေပါဆိုင်ရာပစ္စည်းကရိယာတီလေပရိဘိကေဖေဖို့လိုအပ်နေရလို့ဒေယာရာရဲ့လူတီကိုကူညီပြီးနေရစာရစ်စရာဝေဟန်အောင်ကပြောထားပါရယ်လက်ကျလောအနေထားရာအစာအုပ်ပရိဘိကေတိစားဖို့မဖိုင်းနိုင်သီးဝေတော့ကောက်တောတော်လုံးခိုရဲနေရာဒီမှာလူနာတီကိုစေကူသားနိုင်ဖို့အမရဆုံးလှုပ်ဆောင်မှုတီရှိနေရလို့လည်းသိရပါရယ်လာရှိဒေယာရာရှိရလူတီထဲမှာစိုးရရလူနာစောအနည်းဆုံး3ယောက်ထားမနေရှိနေရလို့လည်းသိရပါရယ်ရရှော့ဘရောတရှိုးလူနာတီစောဘုံကရီမိုနောက်စားတွေအနေနဲ့စိတ်တဲ့ရာဒီရာလာဘရီကေကြောင်ရှောက်ရှက်ဖိုင်းနေကေတီလို့လည်းသိရပါရယ်မရာဦးစီရုံဖိုက်ဆယ်မှာဒေယာရာလူတီကိုစာပရိကေစေကူသားနိုင်ဖို့တော့စစ်ရုံသုံး PCD နဲ့စေဝါတီကိုဝိုင်းဝဲကူညီပယ်ဖို့ပြီးခဲ့ဖို့နိုင်ငံတကာနဲ့အဖွဲ့အစည်းတီကိုအာရခတက်တော်ကတောင်းခံထားပါရယ်မရာဦးစီရုံမှာရခိုင်ပြည်ကြောက်တော်မရာဦးပေါတော်တန်တွေပုံနာကျွဲရသေးတောင်စားရဒေတာအတီးတီကလူနာရနေရှိစေကူသားနေစောဖိုက်ပြီးခဲ့ဘုံကရမှုတော့မှာ33ယောက်တီဆုံးကားပြီးခဲ့ခနိုင်စင်နဲ့ရှာရောက်တယ်ရာရှိကားပါရယ်ရပရိုက်စင်နဲ့ပတ်သက်လို့နိုင်ငံတကာအဖွဲ့အစည်းတီတော်လင်ရိအောင်အစုတီနဲ့အရဲဖာအဖွဲ့အစည်းတီကပရော့ပရော့တွေနဲ့ရှုံရှားထားပြီးခဲ့စိုက်ကော့မရှင်ကရေယူပြီးဖို့လေတော့တောင်းဆိုထားခဲ့ပါရယ်စိုက်တွေမှာမတိတေးကိုငွေကြေးခောက်တောင်းဦးတီစီနုံမလွန်တာနေစောကဒေတာခင်ဒီရခါခေဖိုင်းနေခဲ့ပါရယ်စိတ်ကုမရှောင်ထင်းလျှောက်ထားတုံးဖိုက်တဲ့ရခိုင်ပြည်စိတ်တွေမျိုးမှာထောင်းတဲ့မသိစီနုံဒီအစမတန်မလောင်တဲ့နေလို့ဒေတာခင်ဒီဘာကတည်ရပါရယ်လဲဟင်းစိတ်တွေမျိုးမှာမသိတဲ့ကိုဖေသာခောက်တောင်းထိစီနုံမလောင်တဲ့နေမနာထောင်းတစ်ချောင်းကိုလည်းဖေသာတထောင်နှင်းပါပြီးမနာဝေနေကြရတယ်လို့သိရပါရယ်မသိစီနုံဒီအစမတန်မလောင်တဲ့နေရင်ဘရောင်းထောင်းချောင်းတွေလေးရပါရယ်တွဲတဲ့စီကိုဖေသာ9000ထိစီပြီးမနာဝေနေရကြကြောင်းဆန်ဟင်းကြီးလေးလောင်စာမဟင်းတွေအခရင်နေတဲ့ကုန်တွင်းနေကြရတယ်လို့မလို့ခင်ဒီကပြောခဲ့ပါရယ်ယောင်ကောင်နဲ့မလို့တောင်မလို့မဟင်းတွေလူမနီရီအင်ဒီကိုပရိုဖျက်ပြီးသားကထောင်းဖရက်30ရောင်းရှာကြတဲ့ကိုလေအယုံထက်ပိုပြီးလောက်လာခဲ့တယ်လို့သိရပါရယ်ယောင်ဘရောင်းဆန်စီနုံဒီမှာလေဆာမတန်မလောင်တဲ့နေမနာပိုဆမ်မင်းဆန်တဲ့ကိုနှသိန်းခနိုင်တောင်းငါတို့တိခေါတပိတ်တာကို2000ဆဲစီတလီတာကို2000ထိစီနုံဟင်းနေလို့သိရပါရယ်စိတ်တင်မလို့ဤဝမ်ဘောက်ထရက်ဘောအောင်လုံးကိုစိတ်ကုံရှောင်းကပိတ်ဆို့ထားပနာမလို့တောင်းလွဲတဲ့စောက်ကုံနဲ့လူတုတ်ကုံပိတ်စီတီကိုရန်ကုန်မလို့ကနေကုံတောင်တောင်ဖို့ကီတီနဲ့ရီကွန်ကတဆောင်းတောင်တောင်းနေကြရပါရယ်ရေကလေးကုံတောင်တောင်ဖို့ကီတီဝါရောင်းမှုမှာတသက်မမဲမဟင်းစွာကြောင်းစိတ်တင်မလို့တောင်းကုံစင်းတို့မှာမတင်ငင်းပြီးနဲ့တဲလဲကြလက်ခင်းနေမှာဟင်းနေခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်မလို့တောင်းမှနေထိုင်ခဲ့တဲ့ဒေသခံတီမှာအလုံးလက်မီတီကရုံကကြာပန်းလောက်ကန်တို့တီမြပနာဝေါငယ်မဟင်းတလောက်နေပါစားတီနဲ့ကုံစင်းတို့ကရီမရီဒန်တီကောင်အာဟာရပြေဝအောင်မဆရရဲအင်ထောင်စုတီအများပြဟင်းနေရလို့မလို့ခံတီကပြောပါရယ်စိတ်တွေမျိုးနေမှာစိတ်ကုံရှောင်းနဲ့အာရဟတ်တို့နှစ်ဖက်ပရန်လန်ပိတ်ခဲမှုတွေဟင်းနေမလားစိတ်ကုံရှောင်းဖက်ကစိတ်တွေမျိုးအင်းတဝိုင်းနဲ့ပုံနာကျရတဲ့တောင်ပေါတုမျိုးနေတီကိုလက်နက်ကီနဲ့နင်းစင်ပိတ်ခဲနေစတဲ့ဟင်းနေလို့သိရပါပဲမျိုးစီသွားစုနဲ့ဈေးကွာကျဲတေဂရာကအသားစားဖို့ရုံးကနေရရခိုင်စိုက်ပျိုးရေးလုပ်ငန်းကောင်ကိုလေတော်စားပြီးလာဖို့ပါရယ်ဂိုင်းစပနဒီအမေရိကန်တခြားတမျိုးတခိုစိုက်ခန့်တီစွာရခိုင်ပြည်သူတီစနရခဖုံလုံရေးကိုတဖက်တလန်ကနေအထောက်ကူပြုနေရပိုင်စိုက်ရပတိပခနောက်ဆက်တွဲထိခိုက်မှုဒီဂရောရနာခါရရရခိုင်ပြည်စိုက်ပျိုးရေးကန်တာတခုကိုအသက်ဆက်ဖို့ရုံးကန်နေရတဲ့အခရေနေလေးဖိုက်ပါရယ်ရခိုင်တောက်တူတီစွာလက်ဟင်းဆောက်ရာတီမှာအဓိကစိုက်ပျိုးခဲ့တဲ့ပရောငရောခရန်ဂရတန်အာလူပေးမျိုးစုံပိုင်တိပန်စပန်တီအတွက်music shop မုံတောင်းစုစရဲမန်တမုံဇီကွယ်စားရစင်ခုံမှုတီကိုရန်ဆိုင်နေကြရဆိုပါဒီ music ဒီ sound တဲ့ဒီကိုလေတော့ music ကောက်ကောက်မုံမရှာပြနိုင်ဆိုကေဒီလေအယောခါဝါနထောင်လို့ဒီတော့900တော့လုပ်ဖို့တော့ကောက်ချာပါဖိုင်လာခဲ့ပါခွေးပြဒီတော့ကျွန်တော်တို့ကအခုလာရှိတော့ကမလေးအောင်တော့ခါကိုင်လို့တော့လုံးနေကြရဆိုပါပဲလေ music ပရက်တောက်လာတဲ့အတွက်နဲ့တောက်တူတီစွာတခါလေးမစိတ်ဖို့ရ music တီယမ်ဟောက်အရေသွဲမမင်းတဲ့ဒေတာတော့မြို့တီကို rich စိုက်ပြောနေကြရပါနာလဟင်း music တီစာခနိုင်စေရာခိုင်နှုံတော်မြို့မောက်ရလို့တောက်တူတီကဆိုပါရယ်ဒီဘ music ပရတနာတီဂရောရခိုင်ဒေတာမှာစိုက်ပြောနိုင်ရဧကပမာဏတိတိတတာရောကြလာခပြီးကေတ
ကြောက်တုံမြို့နယ်ဒေါက်ကန်ရှော့ရာတခုတည်းမှာတောင်စောက်တိနန်စိုက်ပျိုးဧကခရောရာဂျိုကနေအခုအခါအများဆုံးဧက30လောက်ရာစိုက်ပျိုးနိုင်ရလို့သိရပါတယ်ရခိုင်မှာစိုက်ပျိုးဧကစုစုပေါင်း12သိန်းကျော်ဟင်းပြီးကရန်အထက်မှာစောက်တိနန်စိုက်ဧက9သိန်း4တောက်ကျော်ဟင်းရာကနေအခုဆိုက40ရာခိုင်နှုန်းလောက်ရာစိုက်ပျိုးနိုင်ရလို့သိရပါတယ်Music ပရတနာတီအပရန်ဒုတိယစင်ခုံမုံကတော့ကစိုက်ပျိုးရဲ့အတွက်မရှိမဖရိုက်လိုအပ်တဲ့မေအိုဇာနဲ့ပိုတက်စီတီလို့ဆိုပါတယ်ဒီဘက်အဓိကလိုအပ်ချက်ပစ္စည်းတွေဆိုလဲဇီနုံဒီအစာပေါင်းများစွာမရန်တက်လာရဲလို့ဆိုခဲ့ပါတယ်ကောင်းကအဆောင်မပေးရမနိုင်ကတော့အဆောင်နေလောက်ပေးအနိုင်တော့အဆောင်ပေးနိုင်ဖို့မမောပိုင်တွေ့ရောဒါပဲလို့ဆိုအပွန်တီကညှို့လာရေးစီလာရေးအစီတီကမအောင်မောဒါပဲဖိုင်လိုက်ဒီကညဟောကိုရနာဖို့တကယ်တဲ့အစီအောင်ပေါ်တော့စီအပွန်အဖက်ဖို့တော့စီညဟတေနေပပလောက်လို့ဆိုရင်မေးစီရပါရေးဒီဘအခက်ခဲတီဂရကနေတိနန်တီထောက်လောက်နေရဆိုကလေးတော့ရောက်ရှာဖို့ဇီကွက်ပရတနာကဟင်းနေပြန်ပါတယ်ပရိမာနဲ့ကွန်ထရိုလန်ဂိုတီကိုပိုက်စောထားရတဲ့အတွက်နဲ့ရောက်ဝဲဖောက်ကမှုတွေစွာဒေတာတွန်းကိုရအမိန်ပူနေကြရဆိုပါရန်တော့ကတော့တချို့တိနန်တီစွာတောက်တူတီလက်ထက်မှာအပုံလဲပုံနေကနာရောက်ရှာဖို့ဇီကွက်အာမခံရှက်မဟင်းပေးခမ်းမရှန်နဲ့ရာအလောက်လောက်ကန်နေကြရဲလို့တောက်တူတီကဆိုပါတယ်တောက်တူတီအရာနေစွာမိုးစဘဆိုင်ရှင်အတွက်ဆောက်တိနန်ကရတဲ့ဝန်ငွေနဲ့ပုံမှန်ရုံးကန်ဖရရှာနေကြဆိုပါအခုပိုင်းအခက်အခဲတိကရရှိလာဖို့ဆိုကေတောက်တူတီဘဝတိဆိုလေလုံဝပရိုဂရက်လာဖို့အခရိနေကိုရာဟွန်လာဖို့ဖိုက်ပါတယ်စိုက်ပျိုးရဲ့ကန်ဒါစွာဇာခိုက်ဇာခါမဆိုအရေးပါနေတာမှာဟင်းနေဆိုပါရကလေးရခိုင်ဒေသမှာတော့ခါမြူဇီတွန်စုနဲ့ဇီကွက်လမ်းမဲ့ဖိုင်မွန်တီကဒေတာတစ်ခုလုံးဝန်းစာခုံတွေကို direct သက်ဆိုင်နေပါတယ်ဒီဘက်ကျက်တီတီကိုအရှင်မီယာမဖရရှာနိုင်ခါဆိုကေရခိုင်ဒေသအတွက်ခရီမရဲ့ဆုံးချုံမှုတီကိုရန်ဆယ်ရာဖို့ဟင်းနေရပိုင်ဝန်းစာဖုန်ရင်းကိုတန်းခါနေရရခိုင်ပရစိုက်ပျိုးတွေကိုလေဥမိုးလာစီဖို့အကုန်ကြီးထောက်မှတ်တဲ့လိုအပ်တယ်လို့တောက်တူတီကပရိုဆိုနေကြဆိုလေဖိုက်ပါတယ်ဒီတပတ်အကျရိုး DMG တော်တော်နာကတွန်စားတီရုပ်တဲ့စီဆိုင်စောဒီမှာပုံပြီးဆုံးပါဗျာခရစ်ရှူအပိကားကတီမိဖပြည်သူပေါင်းတို့ကိုကျေးဇူးတော်ရှိပါရယ်နောက်တစ်ပတ်မှာလည်းစင်းဝါစားဖို့ကောင်းတဲ့တော်တော်ဒီနဲ့အတူဒီစီဆိုင်မှာပြင်လို့ဆုံတီးခဲ့ပါမယ်